တို့အားလုံးမြင်လိုက်ရှာတာကငါးရီများကြီးခွန်ပွက်နေတဲ့ရေကန်ကြီးတစ်ခုကိုပါအဲ့ဒီမြေခွင်းကြောင့်ပိုင်ရမ်းစာနေတဲ့တူပေါ်ကရေရဲကိုဆင်းဖို့လှုပ်လိုက်တယ်ဒါကြောင့်မော်ဆရာကဟာတော့ဖို့ဘာလို့မလုပ်လဲကွာဟာမော်ဆရာကလေကန်ထဲမှာငါးရီမတွေ့ဘူးလားကျွန်တော်ကန်ထဲဆင်းပြီးငါးဆင်းဖက်မလို့လေဗျာပြီးရင်တော့ကင်စားကြမယ်မလုပ်ပါနဲ့တော့ဖို့ရာကန်ကဘလောက်နာမည်လဲသိတာမဟုတ်ဘူးနောက်ပြီးမင်းကရေလဲကူးတတ်တာမဟုတ်ပဲနဲ့ဒီတော့မှအစားမြင်ရင်မနေနိုင်မထိုင်နိုင်ဖြစ်တတ်တဲ့တုပ်ပေါ်လေးသူရှင်မကူးတတ်တာကိုပြန်တွေးမိသွားတယ်ဒါဆိုဘလို့လို့ရမှာလဲဗျာမရတော့ဘူးဗျဘိုင်ထဲမှာဒီဂျေပုတ်ကလို့တကွေကွေတကြီးကြီးနဲ့နီးနေပြီတုပ်ပေါ်နဲ့မော်ဆရာပြောတာကိုနားထောင်နေတဲ့ဖိုတူလေးကဒါဆိုလေငါတို့တွေတက်ကိုင်းခုတ်ပြီးတော့ငားမြကြမယ်လေဖိုတူလေးရဲ့စကားကိုတုပ်ပေါ်ငပိန်နဲ့မြူဝိုင်းတို့ကသဘောတူလိုက်ကြတယ်အဲ့ဒီချိန်မှာပဲမော်ဆရာရဲ့ဘိုက်ထဲကနေဂွီးဆိုတဲ့အတန်ထွက်လာတယ်တကယ်တော့မော်ဆရာလေးဘိုက်စာနေပါပြီဒါကြောင့်ဖိုတူလေးတို့ငားမြမယ့်အစီအစဉ်ကိုမတားတော့ပဲအားလုံးအတူငားမြလို့ရအောင်ငားမြတဲ့ငားချောင်းကိုသူကိုယ်တိုင်လုပ်ပြီးတယောက်တစ်ချောင်းစီပေးလိုက်တယ်ဖိုတူတို့တစ်ခွက်လုံးငားမြတဲ့ကိုစီကိုင်ကကန်ကြီးရဲ့ဆက်မှာတန်းစီထိုင်လိုက်ပြီးငားမြကြတယ်အဲ့ဒီအချိန်မှာတော့ရေကန်ကြီးရဲ့တစ်ဖက်မှာရှိတဲ့တစ်ပင်ကြီးပေါ်မှာရေကန်ဆောင်တောင်းဝင်ယူထားတဲ့တရေကြီးမောင်နှံရှိတယ်တရေကြီးမောင်နှံကဖိုတူလေးတို့ငားမြနေရကိုမမြင်ပဲတစ်ပင်ကြီးရဲ့ခွားစုံမှာငွတ်တော့ကြီးထိုင်ပြီးတော့ဖုန်းတစ်လုံးနဲ့ဂိမ်းကိုသေးတဲ့စော်နေဟာဘလို့ကောင်နေနဲ့လာတွေ့နေရမသိဘူးဟာလာကြလေကွာဟာငါတယောက်တည်းနဲ့ဟိုဘက်ကငါးကောင်မလွတ်လွတ်နိုင်ပါလေကွာဟာတေတော့မှာပဲတွေးရမရှိတော့ဟာတေးပြီကွာအဲ့ဒီအချိန်မှာပဲတရေကြီးမောင်နဲ့ကင်ထားတဲ့ဖုန်းလေးကိုဖုန်းတစ်ကောင်ဝင်လာတယ်ဟာအရေးတဲ့ဂိမ်းရှုံးနေပါလေဆိုမှဖုန်းကဝင်လာပြန်ပြီဖုန်းနံပါတ်ကလည်းအစိမ်းနဲ့ဟယ်လိုဘဲကောင်လဲကလူလိုနားမလဲဘူးလားအဲ့လေဟိုတရေလိုနားမလဲဘူးလားဒီမှာဂိမ်းဆော့နေပါလေဆိုမှညမောင်နဲ့ငါကွာမင်းကိုမင်းမဗျာအေးဟိုအကိုကြီးဟိုအကိုမင်းမမင်းကြုံမသိလို့ပါဗျာအကိုကြီးကဖုန်းနံပါတ်စိမ်းနဲ့ဆက်တာဆိုတော့လေဟိလို့မနေနဲ့နော်မင်းအချိန်ကြီးအဲ့ဒီဂိမ်းမယ်ဆော့နေရေခဲရဲ့ရှေ့ဘက်ဆက်မှာလူသားတွေငားလာများနေရဲ့ကွာဗျာဟုတ်လားဟဲ့ဟုတ်လားလို့မနေနဲ့သွားအခုသွားချောင်းလန်ပြီးတော့မောင်းထွက်ပြစ်စမ်းဟုတ်ကဲ့ပါကိုကြီးအဲ့ဒီအချိန်မှာတော့ငါးများနေကြတဲ့ဖိုတူလီတို့ဖွဲကကန်ထဲမှာငါးရီများကြီးကိုမြင်နေရပေမဲ့တကောင်းမှများလို့မမိသေးတဲ့အတွက်စိတ်ပြက်လက်ပြက်နဲ့ညှဉ်းညူနေကြတယ်ဟဲ့ဖူးထူငါတို့များနေရလေကြားလာနေပြီတကောင်းမှလည်းမရသေးဘူးဟုတ်ပါမိုင်းဝီရဲ့ဘိုက်ကစားနေပါတယ်ဆိုမှငါကမိကိုမမိနိုင်သေးဘူးမော်ဆရာကတော့ဘာမှမပြောပဲအရှိကိုသာအာယုံဆိုင်ကငါးဆက်များနေခဲ့တယ်အဲ့ဒီချိန်မော်ဆရာရဲ့ပကုံးကိုလက်နဲ့လာပုတ်တာခံလိုက်ရတယ်ဒါကြောင့်မော်ဆရာကအနောက်ကိုရုတ်တရက်လှည့်ကျင်လိုက်တော့သူ့နောက်မှာမတ်တက်ကြီးရှမ်းနေတဲ့ရေကန်ဆောက်တည်းကြီးမောင်နှက်ကိုတွေ့လိုက်ရတယ်ရုတ်တရက်ဆိုတော့မော်ဆရာလည်းလန့်သွားပြီးထောက်အောင်လိုက်တယ်ဖိုးတူလေးတို့တကယ်ချင်းလျောက်ကတော့ငါ့တို့သာအာယုံဆိုင်များနေတဲ့အတွက်တရေကြီးမောင်နဲ့ရောက်နေရကိုမသိကြဘူးမော်ဆရာရဲ့အော်တန်ကြားလို့အားလုံးချင်းလိုက်တော့မှသာတရေကြီးမောင်နဲ့ကိုတွေ့သွားကြတယ်ဖိုးတူလေးတို့လည်းမောင်နဲ့ကိုတွေ့ရနဲ့လက်ကအော်လိုက်ကြပြီးလေးယောက်သားစုကတယောက်ကိုတယောက်ဖတ်ထားလိုက်ကြတယ်တရေကြီးမောင်နဲ့ကတော့သူတို့ဖွဲ့တွေကအသက်ကြီးဆုံးဖြစ်တဲ့မော်ဆရာကိုကြည့်ပြီးဟဲ့လူခမရပါလေဘေးလေးဆရာလားဘာကွာဘေးလေးဆရာမဟုတ်ဘူးမော်ဆရာကွာမော်ဆရာခမရပါခမရမော်ဆရာဖြစ်ဖြစ်ဘေးလေးဆရာဖြစ်ဖြစ်ကျုပ်တို့စောက်ရှောက်နေတဲ့ရှိကမ်းမှာငါးလာများလို့မရဘူးဟာဒါဆိုလဲငါမဖက်ရဆိုပြီးစိုင်းမွန်လေးပါလေတတ်ထားပါလားဟဲ့လူအပေါ်ကြီးပြောမနေနဲ့ခမရတွေအကုန်လုံးဒီနေရာကနေညံဆုံးထွက်သွားမဟုတ်ရင်ကျုပ်မောင်နဲ့အကြောင်းအားလုံးသိစီရမယ်ဒီမှာအောင်နဲ့ဟဲ့လူအောင်နဲ့မဟုတ်ဘူးကွာကျုပ်နာမည်မောင်နဲ့အေးအောင်နဲ့ဖြစ်ဖြစ်မောင်နဲ့ဖြစ်ဖြစ်ဂယူးမဆိုင်ဘူးကွာဒီမှာငါကလေးတွေကဗိုက်စာနေလို့ငါးများနေရလာပြီးတော့မနှောက်ရှက်နဲ့သွားစမ်းပါဘာဟာမင်းလို့မလောင်လေးမလောက်စားငါ့ကိုနှဲထုတ်နေသေးကဲကွာသေပြီတော့တရေကြီးမောင်နဲ့ကဒေါသတကြီးနဲ့သူ့ရဲ့လက်ဝါးကိုလေပေါ်မြောက်လိုက်တဲ့အခါသူ့ရဲ့လက်ဝါးကြီးကတဖြည်းဖြည်းကြီးလာခဲ့တယ်အဲ့ဒီလက်ဝါးကြီးနဲ့ပဲမော်ဆရာကိုနှဲပြီးရိုက်ချလိုက်တယ်မော်ဆရာကလည်းမောင်နဲ့ရဲ့လက်ဝါးကြီးကိုအမြန်ရှောင်လိုက်ပြီးတရေကြီးမောင်နဲ့ရဲ့နောက်ကျောင်းဘက်ကနေကျောင်းကုန်းကိုအားနှိဆောင်ခံလိုက်တယ်မော်ဆရာရဲ့ကန်ချင်ကြောင့်တရေကြီးမောင်နဲ့ဟာအရှိကိုမှောက်လျက်ကျင်းလေးချသွားတယ်မော်ဆရာကတဲကြနေတဲ့မောင်နဲ့ရဲ့ကျောင်းဘက်ကိုခွတိုင်ကဖိထားလိုက်ပြီးတော့ကောင်လေးတွေလာပြီးပေးထားကြအောင်ကွဒီကောင်ကိုပညာပေးမှရှာမှာမော်ဆရာလှမ်းခေါ်လိုက်တဲ့အတွက်ဖိုတူးနဲ့မိဝိုင်းတို့နှစ်ယောက်ကပြေးလာပြီးတရေကြီးရဲ့ခြေထောက်တွေပေါ်ကိုခွတိုင်ကဖိထားလိုက်ကြတယ်။ငပိန်ကလည်းနားမရှိတဲ့ဒုတ်တစ်ချောင်းကိုကောက်ကိုင်ကလေထဲမှာတိုးဝီးနဲ့ရမ်းလိုက်တယ်။သူ့ရဲ့နှုတ်ကနေလေတိုင်းစီကငိန်ပလာပြီးကွာအားနဲ့မာနဲ့ပြေးလာကလဲကြနေတဲ့တရေကြီးမောင်နဲ့ရဲ့တင်မကိုကန်လာလေးတုံနဲ့တ
တစ်ချက်ပြီးတစ်ချက်ရိုက်နေတော့တယ်အကြောက်ကြီးတဲ့တိုးဘောကတော့လာမကိုညီသေးပဲမတက်ကြီးရက်နေအောင်ဆိုတော့မော်စီယာကဟာဟင်းအောင်တော့ဖို့လာလေကွာမင်းခဏကိုနေဖိမှရမှာကွာလာသူ့လည်းမင်းမဟုတ်တက်ဖိထားဒီတော့မှတိုးဘောလေးကြောက်ကြောက်နဲ့တလန်းချင်းလန်းလာပြီးတရေကြီးရဲ့လည်းမင်းမဟုတ်ကိုခွကထိုင်ချလိုက်တယ်မလုံနိုင်ဖြစ်နေတဲ့တရေကြီးကတော့ငပိရဲ့ရိုက်ချက်ကြောင့်တားအားနဲ့အော်ဟစ်နေရတယ်အဲ့ဒီအချိန်မှာအကြောက်လွန်ရင်ရှုထွက်ကြတဲ့တိုးဘောကသူ့ကိုယ်သူမထိန်နိုင်တော့ပဲတရေကြီးရဲ့လည်းမင်းမဟုတ်ကိုရှုရီပေါက်ချလိုက်တယ်တရေကြီးမောင်နှက်ကသူ့လည်းမင်းနေရာမှာဆော့စစ်စစ်ဖြစ်လာတဲ့အတွက်ကြောင့်ဟာဘာတွေလဲဟာအနန်းကြီးရလေဟာဒါသေးနဲ့တွေဟာငါ့ဘောသေးတွေပေါက်ကြပြီအမလိပြာကဲကြပါဦးတင်မားတွေလည်းနားနေပါပြီသေးနဲ့တွေလည်းနားနေပါပြီကြောက်ပါပြီမော်စရာတို့ရဲ့ကျုပ်ကိုလှုပ်ပေးပါတော့ကျုပ်မနှောက်ချက်တော့ပါဘူးကျုပ်သွားပါတော့မယ်အတနာခံကအော်ဟစ်တောင်းပန်နေတဲ့တရေကြီးအော်တန်းကြောင့်မော်စရာနဲ့တူဖိုးတူးလေးတို့လည်းတရေကြီးပေါ်ကနေဆင်းပြေးလိုက်ကြတယ်တရေကြီးမောင်နဲ့လည်းလွတ်သွားတာနဲ့သူတို့နေထိုင်ရာကန်ကြီးလေးကိုအတင်းပြေးဆင်းသွားတယ်ကဲကောင်လေးတို့ငါတို့သွားကြရအောင်ဒီနေရာမှာဆက်နေလို့အဆင်မပြေဘူးမှောင်လဲမှောင်တော့မှာငါတို့ဒီတော့အထေကအမျက်ထွက်မှရမယ်မော်စရာပြောနေတော့မှရေကန်တွေကနေလူပုံစံအရှိန်မဲကြီးတွေကတပြေးပြေးထွက်ပေါ်လာတယ်တပြေးပြေးနဲ့လည်းများလာတယ်အဲ့ဒီရေကြီးတွေကမော်စရာတို့ရှိရာကိုတရွေ့ရွေ့နဲ့တိုးလာနေတာကိုလေဖိုးတူလေးတို့အကုန်လုံးမြင်နေရတယ်ဒါကြောင့်ဖိုးတူလေးကမော်စရာကြီးမကောင်းဆိုးရည်အများကြီးပဲဗျကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲအေးငါလည်းအဲ့လောက်အများကြီးကြမနိုင်တော့ဘူးကွာငါမော်ဆွဲနေရလေခုနတက်ခိုက်လိုက်တာအားနေနေတရွေ့တိုးလာနေရဲ့အချိန်မဲကြီးတွေကဖိုးတူလေးတို့အဖွင့်နဲ့အရန်နီးကပ်လာပြီအဲ့ဒီချိန်မှာပဲဖိုးတူလေးတို့ရှေ့ကိုအဖြူအောင်လေးနဲ့တခုကျလာခဲ့တယ်အဲ့ဒီနင်းနှန်းကနေဖြည်းဖြည်းနဲ့ဝိဖြူစီကျန်ဝစ်ထားတဲ့အဖိုးတရားပုံစံပြောင်းသွားခဲ့တယ်အဲ့ဒီဘိုးကသူ့လက်ထဲမှာကင်ထားတဲ့ရွှေအောင်ကျိန်လုံးကိုမြောက်ကနေပုံကိုဝှင့်ရမ်းလိုက်တယ်ရွှေအောင်ကျိန်လုံးကနေအလင်းနဲ့တခုဖြားထွက်သွားပြီးဖိုးတူလေးတို့စီလာနေတဲ့မကောင်းဆိုးအချိန်မဲကြီးတွေကိုထိမှန်သွားခဲ့တယ်ဒီတော့မှမကောင်းဆိုးတွေကလည်းနာကျင်စွာအုံဟစ်ပြီးတော့ရေထဲကိုပြန်လည်မြုပ်ဝင်သွားတယ်ဒါတွေကိုငယ်ကြည့်နေတဲ့မော်စရာကသူတို့ရှိရာဘက်ကိုလှည့်လာတဲ့အဖိုးကိုငုံထုတ်တိုင်ကရှစ်ကုတ်ချလိုက်တယ်ဖိုးတူလေးတို့၄ယောက်လည်းမော်စရာလူပဲအဖိုးကိုလက်အုပ်ကြီးကကြော်လိုက်ကြတယ်ဝိဖြူစင်ချန်နဲ့အဖိုးကကဲလူလေးတို့ရဲ့အရင်ကဖြူစင်တန်ရှင်းတဲ့စိတ်သားလေးတွေကြောင့်အဘခုလိုလာပြီးကိုကြီးဆောက်ရှောက်ပေးနိုင်ခဲ့တာအခုလိုမျိုးသူတစ်ပါးတက်ကိုတတ်မယ်ဆိုရင်တော့နောက်တခါခက်ခဲကြုံလာတဲ့ကအဘဆောက်ရှောက်ပေးလို့ရမှာမဟုတ်တော့ဘူးကွအခုလိုငါးများငါးဖက်မှနေမဟုတ်ဘူးဘလို့နေနဲ့ပဲဖြစ်ဖြစ်သူတစ်ပါးတက်တယ်ဆိုတာအကောင်းတဲ့အရာမဟုတ်တလို့သူတစ်ပါးတက်ကိုညှင်းဆဲတက်ဖြတ်သူဟာတင်လွန်ပြီးတဲ့အခါမှာတော့ငရဲပုံအစရှိတဲ့အပယ်လေးပုံကိုကြားရောက်ပြီးစင်ရဲဒုက္ခမှန်သမျှကိုခံစားရလိမ့်မှာတကယ်လို့ရှီအောင်ကုသိုလ်ကံကြောင့်အပယ်ပုံကလွတ်မြောက်ပြီးလူဘဝကိုရခဲ့ရင်လည်းအသက်တိုးမင်းအနာရောဂါများပြီးကျန်းမာမှုနည်းမင်းအားရမရှိဖြစ်မင်းကြောက်ရွံ့တတ်မင်းပြီးတော့စိုးရိမ်ပူပန်စိတ်များမင်းသူတစ်ပါးရဲ့နှိပ်စက်မှုကိုလည်းခံစားရလိမ့်မယ်နောက်ပြီးသူတစ်ပါးတက်လို့ပဲဖြစ်ဖြစ်ကိုယ်တိုင်ပြတ်သက်လို့ပဲဖြစ်ဖြစ်တရားတတ်တယ်ကိုလည်းအင်္ဂါလေးချုံရင်းမင်းခန္ဓာကိုယ်မှာလည်းချုံရင်းချက်တွေရှိလာမင်းကိုချစ်ခင်တဲ့လူတွေနဲ့လည်းကွဲခွာရလိမ့်မယ်ဒါတွေကသူတစ်ပါးတက်ကိုတတ်တဲ့အခါမှာကိုပြန်ခံစားရမယ့်အရာတွေပဲကွဒါကြောင့်နောက်ဘယ်တော့မှသူတစ်ပါးတက်ကိုမတက်ကြဘူးအဘပြောချင်တယ်ကွကဲအဘလည်းသွားတော့မင်းလူလေးတို့လည်းနောက်ကျနေပြီအဘပြောတဲ့စကားတွေကိုအမြဲမှတ်ရနေကြပါကဲခီးဆက်ကြပြီးတော့ဝိဖြူစင်ချန်နဲ့အဖိုးကသူ့ရဲ့စကားဆုံးတာနဲ့ဖိုးတူလေးတို့ရှေ့မှာပဲအဖြူအောင်လေးနဲ့ခစ်ကိုပြန်ပြောင်းသွားပြီးတော့ကောင်းကင်ဘုံကိုတက်သွားကတဖြည်းဖြည်းပြောက်ခွဲသွားတယ်မော်စရာနဲ့အတူဖိုးတူလေးတို့လည်းအဖိုးရဲ့ဆုံးမစကားတွေကြောင့်ဘယ်တော့မှသူတစ်ပါးတက်ကိုမတက်တော့ဘူးဆုံးဖြတ်ချက်ချကတော့ကြီးကလေးကနေလိုဟာခီးကိုဆက်လက်ထွက်ခွာလာခဲ့ကြတယ်ဖိုးတူလေးတို့ဖွဲ့တုံးတရားထွက်လာတော့ပတ်ဝန်းကျင်တစ်ခုလုံးမှောင်စားပြုတ်နေပြီမော်စရာဦးဆောင်ရကိုစာနေတဲ့ဘိုက်ကလေးတွေကိုပွင့်ရင်ကမော်စရာနောက်ကလိုက်ခဲ့ကြတာဟာမော်စရာပြောတဲ့ရွာကိုရောက်တဲ့အခါမှာတော့အချိန်ကည9 နာရီထိုးနေခဲ့ပြီမော်စရာကရွာတွေကခြံတစ်ခုရှိမှရပ်လိုက်ပြီးခြံလေးကိုလှမ်းဟော်လိုက်တယ်တွနီဟေးတွနီမော်စရာအခေါ်လိုက်တဲ့ကအိမ်ထဲကနေလူတယောက်ထွက်လာတယ်ထိုလူကမော်စရာကိုမြင်တော့ဟာတင်ဝင်းသားငါကောင်မင်းမသေးသေးဘူးလားကွာဘယ်သေးပါမလဲကွာအောင်မှုသားရငါသေးစရာလားမင်းသာရှိအောင်ရှိအောင်မလားလို့ငါစိုးရင်နေရကွာအေးပါတင်ဝင်းသားချက်ကြည့်ရလာဟာမင်းကမိမတွေပါရနေပြီလားကွာသားသမီးတွေတော့ဒီရွယ်တွေရောက်ကုန်ပြီ
ဟုတ်ပါဘူးအောင်မသားတွတ်နေရတန်900ကသူများသားသမီးလေးတွေပါကွာငါရွာမှာဆိုလူကြီးတွေနဲ့တိတ်ပေါင်းလို့တင်လို့ရတာမဟုတ်ဘူးဒါလေးတွေနဲ့ပဲပေါင်းနေရတာအော်မင်းလည်းကိုဒီနော်ကြီးပေါ်ကြီးဖြစ်နေတော့မဲကိုကွာကဲလာကလေးတွေလာကြလေဝင်ကြကွာဦးတွနီနဲ့မော်စီယာကပကောချင်းဘက်ကခြံထဲဝင်သွားတဲ့အတွက်ဖိုတူလီတို့အဖွဲ့လည်းနောက်ကနေလိုက်ဝင်ပေးကြ